အားလုံးပဲမင်္ဂလာပါတကရိုးလက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခမရဘန်ကောင်းထဲမှာကဏ္ဍကိုလုံးရှိနေပေမဲ့အဲ့ဒီပိုက်ဆံတွေကိုခံစားဖို့ခမရမှာအင်အားမရှိတော့ဘူးဆိုရင်အဲ့ဒီအောင်မြင်မှုကဘာတန်ဖို့ရှိမှာလဲလူတော်တော်များများဟာအောင်မြင်မှုဆိုတဲ့တောင်ထိပ်ကိုတက်လှမ်းရင်လမ်းခုလက်မှတင်သူတို့ရဲ့ကျမ်းမာရေးဆိုတဲ့အဖို့တန်ဆုံးအရာကိုခြံထားခဲ့ကြပါတယ်အဲ့ဒီအမှားမျိုးခမရမလုံးမိပါစေနဲ့ဒီနေ့တကရိုးလက်ကနေခမရရဲ့ productivity ကိုနှစ်ဆတက်စေမဲ့ကျမ်းမာရေးလှုပ်ဝက်ချက်တွေကိုဆွေးနွေးသွားပါမယ်အိတ်ဆက်ချင်းဟာအရှုံးမဟုတ်ဘူးရင်းနှီးပါအုံနောက်ဟာစူပါကွန်ပျူတာတစ်လုံးဆိုအိတ်ဆက်ချင်းဟာ system update ပေးတာပါခင်ဗျာအိတ်ချိန်လျှော့လိုက်တဲ့နိုင်တိုင်းမှာခင်ဗျာရဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်း15%ကနေ20%အထိကျဆင်းသွားပါတယ်အောင်မြင်သူတွေဟာ9နာရီပဲအိတ်တယ်ဆိုတာတန်နာကြီးပါတကယ် high achiever တွေဟာသူတို့ရဲ့အုံနောက်ကိုအကောင်းဆုံးအနာပေးပြီးမှအလုပ်ကိုအပြည့်အဝအာရုံစိုက်ကြတာပါညဘက်9နာရီအိတ်ဆက်ခြင်းကခင်ဗျားကိုမနှက်ပြမှာတာမန်လူတွေထက်ခြေတလန်းပိုတာစေပါလိမ့်မယ်ခန္ဓာကိုယ်ဟာခင်ဗျားရဲ့အကောင်းဆုံး business tool ပါခင်ဗျားလုပ်ငန်းမှာအကောင်းဆုံးလက်တော့တွေ software တွေဝယ်ဖို့ဝင်မလေးသလိုခင်ဗျားရဲ့ခန္ဓာကိုယ်ကိုလည်းအကောင်းဆုံးပြုစုပြောထောင်ပါခင်ဗျားစားလိုက်တဲ့ fast food တိုင်းဟာခင်ဗျားအုံနောက်ကိုထိုင်ပိုင်းစေပြီး brain fog ဖြစ်စေပါတယ်အလုပ်စပွဲမှာပဲတနေ့ကုန်ထိုင်မနေပါနဲ့တနားရီတစ်ခါအကျော်ဆန့်တာရေတောက်တာမိနစ်20လမ်းလျှောက်တာတွေကခင်ဗျားရဲ့သွေးလက်ပတ်မှုကိုမြန်စေပြီး idea အသစ်တွေကိုထွက်လာစေပါတယ်ခန္ဓာကိုယ်ကကျန်းမာမှစိတ်ကလည်းအောင်မြင်မှုတွေကိုတည်ဆောင်နိုင်မှာပါဒီနေ့ကစပြီးအချက်3ချက်ပဲလုပ်ကြည့်ပါတစ်ကညဘက်ဖုန်းကိုအိပ်ရမွန်ခင်တနားရီအလိုမှာအဝေးမှာထားပါနှစ်အလုပ်လုပ်ရင်မိနစ်90ပြည့်တိုင်း9မိနစ်နားပါ3ခမရရဲ့အလုပ်စပွဲမှာရေဘူးအမြဲရှိနေပါစေအောင်မြင်မှုကအရေးကြီးတယ်လို့ခမရကိုယ်တိုင်ကလည်းအရေးကြီးပါတယ်ဒီဗီဒီယိုတွေကအချက်တွေထဲမှာခမရအတွက်ဘေးချက်ကအခက်အခဲဆုံးလဲကွန်မန့်မှာရေးပေးခဲ့ပါတကရိုးလက်ဟာခင်ဗျားတို့လိုဘဝကိုလက်တွေ့ပြောင်းလဲခြင်းသူတွေအတွက်ဖြစ်ပါတယ်အခုမှစတွေ့တာဆိုရင် subscribe လုပ်ထားပြီးကျွန်တော်ရဲ့ community ထဲမှာပါဝင်လိုက်ပါကျွန်တော်မင်းရင်မှာနောက် episode မှာပြန်တွေ့ပါမယ်ဆုံးထိနားဆင်ကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ